Funny Legend Event မှာ Moscow All-Star Skin နဲ့ Hanabi ရဲ့ All-Star Skin ကိုဈေးနဲ့အောင်ဘယ်လိုဖောက်အောင်လဲဆိုတာလေးပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုကိုတော့အဆုံးထိကြည့်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဗီဒီယိုရဲ့အဆုံးမှာဒီ skin တွေကိုဖောက်တာဘယ်လောက်ကုန်လဲဆိုတာကိုအသေးစိတ်လေးတွက်ပြီးထားမှာမလို့ပါ။ဒါဆိုလို့ရှိရင်တော့စလိုက်ကြရအောင်။ကျွန်တော်တို့က event လာချင်း match လ8ရက်နေ့မှာ weekly bet ထည့်ပါမယ်။ weekly bet ထည့်လို့မရအောင်ဆိုလဲ diamond 130ထည့်လို့ရပါတယ်။ diamond 100 recheck ပြည့်သွားရင်မလို့ဒီနေရာလေးကနေ free ticket တကတ်ရပါတယ်။အဲ့ဒါလေးကိုလှည့်ပါမယ်။ပြီးရင်တော့ဒီနားလေးမှာရှိတဲ့ mega draw ပေါင်တရားနေပြီးတော့ diamond 10လုံးတန်ရဲ့49လုံးတန်ရဲ့အဲ့နှစ်ခုလုံးကိုဝယ်ပြီးတော့လှည့်ပါမယ်။ဒါဆိုလို့ရှိရင်တော့ match လ8ရက်နေ့မှာပဲကျွန်တော်တို့က3ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ match လ9ရက်နေ့ကနေ12ရက်နေ့ထိကိုကျွန်တော်တို့ကဘာမှမလှည့်ဘဲနဲ့ကြော်သွားမှာဖြစ်ပါတယ်။ match လ13ရက်နေ့မှာတော့သူ့ရဲ့ phase 1လာပါပြီ။သူ့ရဲ့ phase 1ကတော့13ရက်ကနေ18ရက်နေ့ထိကိုမှကျွန်တော်9ရက်ပေးထားပါတယ်။13ရက်နေ့မှာတော့ကျွန်တော်တို့က weekly bet 5ခုထည့်ပါမယ်။ weekly bet ပြည့်နေတယ်ဆိုလဲ diamond 965လုံးထည့်လို့ရပါတယ်။အဲ့ဒီတော့ phase 1ရဲ့804ရက်ဖြစ်တဲ့73 14 15 16ကိုကျွန်တော်တို့က daily 1 draw စီနဲ့လှည့်သွားမှာပဲဖြစ်ပါတယ်။ phase 1ရဲ့နောက်ဆုံးရက်ဖြစ်တဲ့18ရက်နေ့မှာတော့ကျွန်တော်တို့ promo diamond တွေစပြီး300မယ်နေ့ရောက်လာပါပြီ။ကျွန်တော်တို့က900 recharge ပြည့်အောင်ဖြည့်ထားရမလို့ promo diamond က300ရပါတယ်။ကျွန်တော်တို့ gain ဆော့ပြီးရစုထားတဲ့ promo diamond က840လောက်ရှိတယ်။ဒါဆိုရင်တော့ကျွန်တော်ရှိမှာ promo diamond 1000ကျော်ရှိသွားပါပြီ။အဲ့ဒီတော့ promo diamond 1120လုံးရဲ့ euro diamond 280လုံးကိုတုံးပြီးတော့14ချိန် DT 1 draw နဲ့လှည့်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့က900ထည့်903 test ပြည့်သွားရင်မလို့ free cut 18ကတ်ရပါတယ်။အဲ့ဒါကိုပါလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ match လ18ရက်နေ့မှာပဲ39ချိန်ထိပြီးသွားမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ match လ18ရက်နဲ့19ရက်ကိုကျွန်တော်တို့ကမလှည့်ပဲကြော်ပါမယ်။ match လ20ရက်နေ့မှာတော့သူ့ရဲ့ phase 2လာပါပြီ။ phase 2ကလည်း9ရက်ပေးထားပါတယ်။အဲ့ဒီနေ့မှာပဲကျွန်တော်တို့က diamond 285လုံးထည့်ပါမယ်။ပြီးရင်တော့ရှေ့တုန်းကလိုပဲ match လ20ရက်21ရက်22ရက်23ရက်24ရက်ထိကိုမှကျွန်တော်တို့က daily draw 5ချိန်လှည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ diamond 250ထည့်253 test ကပြည့်သွားရင်မို့လို့free cut 7ကတ်ရပါတယ်အဲ့ဒါကိုပါကျွန်တော်လှည့်လိုက်မယ်ဆိုလို့ရှိရင်တော့ match လ24ရက်နေ့မှာ55ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်။ match လ25ရက်ကနေ29ရက်နေ့ထိမှာကျွန်တော်က daily 1 draw နဲ့တရက်ကိုတစ်ချိန်စီ9ရက်တိတိလှည့်ပြီးလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီ match လ29ရက်နေ့မှာပဲအချိန်60ထိပြီးသွားမှာပဲဖြစ်ပါတယ်အချိန်60ထိပြီးသွားပြီဆိုတော့ကျွန်တော်ကြိုက်တဲ့ all star ကိုယူလို့ရပြီပဲဖြစ်ပါတယ်ပြီးရင်တော့ဒီနေရာလေးကနေ epic skin တကောင်ပါကျွန်တော်ဖောက်ခွင့်ရတာမှာဖြစ်ပါတယ်ကုန်ကျစရိတ်အနေနဲ့တွက်ပြရမယ်ဆိုရင် weekly bet တစ်ပတ်ရဲ့ diamond 965လုံးရဲ့ပြီးရင်တော့ diamond 285လုံးရဲ့ဆိုရင်စုစုပေါင်းအနေနဲ့က9400ဝန်းကျင်သာကျတဲ့မှာပဲဖြစ်ပါတယ်။တန်းဖောက်မယ်ဆိုလို့ရှိရင်တော့ diamond အနေနဲ့က9500လောက်ကျတဲ့မှာဖြစ်ပြီးတော့ငွေချင်းအနေနဲ့က3သိန်းလောက်ကျတဲ့မှာပဲဖြစ်ပါတယ်။အခုပြောပြတဲ့နီလန်လေးကတော့အရန်ကိုတက်တာတဲ့နီလန်လေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရတာအဆင်ပြေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။